Welcome to the Kevin Channel ဒီနေ့ပြောမယ့်ခေါင်းစဉ်ကတော့ရှုပ်ထွေးလာတဲ့မြို့ပြလူငယ်ဘဝအကြောင်းဖြစ်ပါတယ်။ကျွန်တော်တို့ရန်ကုန်နောက်ပိုင်းခရိုင်အလုံးကြီးမနိုင်စမ်းကြောင်းမှာ music ကြိုက်တဲ့လူငယ်တွေတော်တော်များလာတယ်ဗျ။အဲတုန်းက pam ကြိုက်တယ် metal ကြိုက်တယ် order ကြိုက်တဲ့လူတွေရှိတယ်ကျွန်တော်ရှေ့ကဘိုးတို့ကြီးတွေ rock တွေကြိုက်တယ်အဲ့ချိန်မှာကျွန်တော်အလုံးကြီးမနိုင်စမ်းကြောင်းအဓိကစမ်းကြောင်းနဲ့ကြီးမနိုင်မှာ rapper တွေရန်ထွက်လာတော့ဂျပန်တို့ JE တို့ MH ဟုတ်ဆိုအရန်ပေါင်းနေတဲ့အချိန်မှာလူငယ်တွေကကို crew နဲ့ကို hip hop တွေလုပ်တယ် underground music တွေကကျွန်တော်တို့အလုံးကြီးမနိုင်စမ်းကြောင်းမှာလုံးဝ captain တို့ New York လိုမျိုး underground ခွေတွေက mistake တွေကအဲပါထုတ်တဲ့အချိန်တွေဖြစ်တယ်ပြီးရင်ဒီ club တို့ဘာလို့မှ underground mistake တွေဝေးတယ်လူငယ်တွေ show ဆိုတဲ့အချိန်ပေါ့အဲ့ဒီအချိန်က hip hop ကရန်ကုန်မြို့မှာအရန်လောင်စာကောင်းပြီးလောင်ကျွမ်းနေတဲ့ကာလဖြစ်တယ်လူငယ်တွေကလည်းအရန်အားပေးတဲ့အချိန်ဖြစ်တယ်အဲ့ဒီမှာဘာဖြစ်လဲဆို hip hop မကြိုက်တဲ့လူငယ်တွေနဲ့ hip hop ကြိုက်တဲ့လူငယ်တွေကြားမှာပြဿနာတွေရှိတယ်ချိုး pam တို့ဘာလို့ကလည်းအဲ့တော့ rapper မြေဘဝဆက်ဆက်ကမိုးတဲ့ရန်သူလိုပဲတွေ့ပြဿနာရှာတာနဲ့ရိုက်ပွဲတွေဖြစ်ကြတယ်အဲ့လိုမျိုးတွေဖြစ်ကြတယ်ဒါပေမဲ့လူငယ်တွေကတဖြည်းဖြည်းနဲ့သူ့ group နဲ့သူ့အပိုင်းနဲ့သူ့ပုံစံနဲ့ကိုယ်ဘန်စကားနဲ့ကိုတဖြည်းဖြည်းလုံနေလူငယ်တွေကြားထဲမှာဖြစ်တဲ့ပြဿနာတွေကတဖြည်းဖြည်းတေးလာတယ်ပြီးတော့ music knowledge တွေလည်းပူကျလာတော့ဒါကရန်ဖြစ်ရမယ့်အကြောင်းအရာမဟုတ်ဘူးလူငယ်တွေသိတယ်နောက်ပိုင်းမှာ hip hop ပွဲရှိ hip hop rapper တွေတွက်ကြည့်တယ်ပင့်ပွဲတွေပါရှိပင့်တွေတွက်ကြည့်တယ်ကို crew နဲ့ကိုနေပြီးနေကြပါဗျာဒါပြဿနာတော့မတက်နိုင်အောင်အနည်းဆုံးရှောင်ကြတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုကျွန်တော်တို့ရက်ွက်တွေထဲမှာက MNN တို့ဘာလို့အရန်ပေါက်နေတဲ့အချိန်မှာကျွန်တော်တို့ရ The Game တို့ Snoop တို့ website connection တို့ပြီး Captain ဘက်ကပေးတဲ့တချင်းနဲ့နားထောင်ကျွန်တော်တို့ရေးလဲမိုင်းနေတဲ့အချိန်ကျွင်နေတဲ့အချိန်နားထောင်နေတဲ့အချိန်တော့ကျွန်တော်တို့ music knowledge ကနည်းနည်းသူများတဲ့ဆိုင်နည်းနည်းမြင့်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကလူတွေကိုတိတ်ပတ်မလုံးတဲ့ပေါချာရှိရဗျာတချို့ places တွေနားထောင်မှာဆက်ဆိုင်ခန်းလာရင်တော့အဲ့လိုမျိုးအဲ့ချိန်တော့ရဲလေးတို့နားထောင်နေဆိုကျွန်တော်နည်းနည်း fault တယ်ပေါ့သိရမှာကျွန်တော်တို့အဲ့လိုနေပဲကျွန်တော်လူငယ်တွေကြားမှာ music ကလည်းကျွန်တော်လူငယ်ချင်းချင်းဆက်သွယ်ပြီးတဲ့ community တခုဖြစ်သွားတယ်ဒီလိုနဲ့ပဲကျွန်တော်တို့တွေလည်းအများနည်းတူခင်မိအောင် crew ဖွဲ့ပြီး hip hop crew လုပ်တယ်ပေါ့ကျွန်တော်ကအဲ့ချိန်တော့ West Coast တို့area ဘဲတွေကိုကျင်နေရတော့ရန်ကုန် website association ဆိုပြီး YWA ဆိုပြီး mistake တွေပါလိုက်ထုတ်တယ် show တွေပါလိုက်ဆိုတယ်ဒါပေမဲ့ကျွန်တော်တို့မှာ rule တစ်ခုရှိတာပတ်စံပေးပြီး show ဆိုရမယ့်ပွဲဆိုကျွန်တော်တို့လုံးဝမဆိုပဲကျွန်တော်တို့ show ကိုရှောင်တယ်အဲ့လိုနဲ့ပဲကျွန်တော်တို့ music career လုပ်တယ် music career တက်လာတဲ့အချိန်မှာကျွန်တော်နဲ့တပားလေးပါလာပါဆို dress ပဲမွေးစေးပါပဲကျွန်တော်กินကြချတယ်အဲ့လိုဘောလုံးတွေကဲ့နေနောက်ပိုင်းကျွန်တော်ပြောစောတွေပါညှိလာတော့ကျွန်တော်တို့ရဲ့ music skill ကဘယ်လိုပြောမလဲနည်းနည်းတော့ကြာသွားပါဗျာဒီဟိုဘက်ချမ်းအောင်ပဲကျွန်တော်တို့ကအရန်ဖိအားပေးပြီးလုပ်လိုက်ကြတချင်းလုံးမဲ့အချိန်နေသွားတယ်ဒါတော့ကျွန်တော်တို့မှာဘော်ဒါတယောက်မှာကိုယ်ပိုင် studio ရှိတယ်ချင်းသွင်းမှုပတ်စံမကုန် studio သွားပြီးသွင်းလိုက်အောင်ဒါတော့ကျွန်တော်တို့ရဲ့ music career ကနည်းနည်းတော့နှိမ့်သွားတယ်ဗျာဒါမညာပါဘူးပြီးတော့ကျွန်တော်တို့မှာကအဲ့တုန်းကဘာဖြစ်လဲဆိုဖုန်းတွေထဲမှာ 2G ပဲရှိရပဲ internet ဆိုင်တွားပြီးတော့ကျွန်တော် memory stick တွေပါတယ်နဲ့ကိုကြိုက်တဲ့ချင်းတော့ download ဆွဲပြီးကျွန်တော်နားထောင်ပါအိမ်မှာပြန်ပြီးအဝနားထောင်တဲ့အချိန်ဆိုအရင်ကြီးကက်ခဲတယ်အရင်ကြီးကိုစင်ပြေအောင်လုပ်ရတယ်အဲ့တော့ကျွန်တော်တို့နေတချို့တွေနဲ့အမြင်မတူတဲ့ပေါင်ကြရလည်းရှိတယ်ဗျကျွန်တော်တို့သိတာတွေသူတို့မသိတာရှိတယ်ပြီးတော့ကျွန်တော်တို့က hip hop တွေနားထောင်နေဆို cap လေးတွေသုံးတဲ့ band စကားတွေကျွန်တော်နားမလဲအဲ့တော့ကျွန်တော်အတိကောင်းလေးတယောက်ကကျွန်တော်တို့ hip hop celebrity တယောက်ရဲ့ slam book ကိုမိတ်သူဆွဲပြီးကျွန်တော်တို့လာပြီးအဲ့မှာ slam တွေကြက်ပါကြက်နေ hip hop တွေကိုကျွန်တော်ပို့ပြီးတိလာတယ်သူ band စကားတွေတိလာတယ်ကျွန်တော်တို့ကိုရက်ကွန်းနဲ့ကို band စကားတွေ train နေ band စကားတွေလုပ်တယ်ပြီးတော့ကျွန်တော် music တွေလုပ်တယ်ပေါ့ဗျပြီး graffiti ဆွဲတယ်ကျွန်တော်အရင်လေကားမှာဟိုတင်ကျွန်တော် graffiti တွေရှိတယ်ကျွန်တော်အဲ့လောက်ထိမြို့ပြလူငယ်တွေကသူများတဲ့တဆင့်ပို့ရောက်သွားတယ်ပေါ့ဗျာတချို့ရင်မသိတဲ့အကြောင်းအရာတွေရောက်သွားတယ်ပြီးကျွန်တော်တို့လူငယ်တွေမှာရှိတဲ့ပြဿနာတွေအကုန်လုံးကိုတယောက်နဲ့တယောက်အဆင်ပြေ
ဖြည့်ရှင်းတဲ့နောက်ပိုင်းမှာဘာဖြစ်လာဆို pam တွေ rob တွေဒီလူငယ်အားလုံးတယောက်နဲ့တယောက် AC ပဲ peace ဖြစ်ရင်လည်းအဆင်ပြေပြေသွားတယ်ရန်ကုန်မြို့မှာအရင်တော့မတည့်ခဲ့ rubber နဲ့ pan ကလေစီးချရချိန်တော့တောင်းတည့်အတူတူပဲကျွန်တော်အရှိရပြောတယ်ကိုဘေဘီတို့ပါဟုတ်ဆိုရင်လေသူတို့ server shot တွေပါကြောကုန်းမှာတက်တူးတို့တိုင်းလုံးဝပဲ့နေအစ်စ်ကြီးတယ်ဗျဒါမဲ့ကျွန်တော်လည်းတူတူချတယ်တူတူပျော်တယ်ကျွန်တော် hip hop တွေလည်းသူတို့မိတ်ဆက်ပဲအခုဒီဘေးရဒီလိုရှိရတော့ဒီလိုမျိုးဆိုတာကိုနားထောင်ကြည့်ရောသူကလည်းကျွန်တော်တို့ pam တွေ order တွေပြန်ပြီးမိတ်ဆက်ပေးနေလူငယ်ချင်းကြီးကဟို peace ဖြစ်ဖို့ကဘာမှမခဲရင်ဘူးဗျ AC ပဲတယောက်နဲ့တယောက်ရင်ပတ်ချင်းနီးရကအားလုံးက peace ဖြစ်သွားတယ်မြို့ပြကလူငယ်တွေဆိုတော့သိရမလားဟိုအဖို့ထစ်တွေလည်းရှိတယ်တယောက်နဲ့တယောက်လူဘာဝတွေလည်းရှိတယ်စကားတင်နဲ့အတင်စည်းခံတာအတင်စည်းမခံတာလည်းရှိတယ်ဗျဒါပေမဲ့အားလုံးက peace ပဲလူငယ်ဆိုတော့သိမှာတိတ်ကိုတယောက်နဲ့တယောက်ယုံမာတယ်မဟုတ်ဗျဟိုရန်ညိုးကြီးရှိတာမဟုတ်တဲ့အတွက်ကျွန်တော်တို့က AC ပဲတယောက်နဲ့တယောက်ဟို crew တစ်ခုဖြစ်သွားတယ်ဗျ music gender တွေမခွဲတော့ဘူးကျွန်တော်တို့ AC ပဲ music ကို music လို့ခံစားနေကျွန်တော်တို့ရန်ကုန်မြို့ရဲ့လူငယ်တွေ music level နောက်တစ်ဆင့်ကိုမြင့်သွားပါတယ်ဟုတ်ကဲ့အခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းနောက် channel တွေမှာပါပြီးပြောမလဲဆိုဆက်ပြီးနားထောင်ပေးပါဦးခင်ဗျာ